မင်္ဂလာပါကျွန်တော်ကတော့ကိုအိတ်သူပါဒီနေ့ပြောပြပေးသွားမှာကတော့ 1P နဲ့ Mobile Legends နဲ့ Qual လုပ်လို့ရှိရင်ဘယ် hero တွေနဲ့ဘယ်လို skin တွေထွက်လာမလဲဆိုတာကျွန်တော်ပြောပြပေးသွားမှာပါကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့ခဲ့နိုင်အောင်နော် subscriber 100ပြည့်လို့ရှိရင်လည်းကျွန်တော် giveaway လေးပေးသွားဖို့ရှိပါတယ်နော်ကဲတားရီတို့အတူတူကြည့်လိုက်ရအောင်နော် let's go Easy go. ကဲကျွန်တော်တို့ mobile လေးချက်တဲ့ကတီကောင်ကြီးနဲ့ 1P တဲ့ကင်တူနဲ့ Qual လုပ်ရင်တော့တကယ်မိုက်တယ်ပြောလို့ရတယ်သူတို့နှစ်ယောက်ကတော့နဂါးဆိုတော့လေကင်တူကလည်းဆေးတို့နဂါးသီးစားတာမိုက်တယ်ပြောလို့ရတယ်ကျွန်တော်ကတော့ကြိုက်တယ်ကျွန်တော် 1P ပဲမလို့တော့မကြိုက်ပါတကယ်မိုက်တဲ့စကင်လို့ပြောလို့ရတယ်အမေအခုက fan made ဖြစ်တဲ့ဆိုတော့ဟိုကတကယ်အတီးကျယူလို့မရသေးဘူးထွက်လာမယ်မထွက်လာဘူးလေမွန်တော့ဘက်ကအတီးကျပြောတာမရှိဘူးဒါမှဆိုရာနဲ့လူဖီနဲ့ကတော့ Qual လုပ်ဖို့အကျဉ်းသေးလို့ရှိတယ်ကဲကျွန်တော်စကားတွေရှိမပြောစကေးဖက်လေးကြီးလိုက်အောင်နော်ကျွန်တော်ကြည့်ရသလောက်တော့ basic effect က basic effect ကအဲ့လောက်ကြီးမဟုတ်ဘူးလို့ပြောလို့ရတယ်ဒါလည်းလက်ရှိ original server ထွက်လာသေးရမှာမဟုတ်လား Android server မှာမထွက်လာသေးဘူးဒါမှဒါ family နေလေကြည့်ပေါ့နော်ကျွန်တော်ကတော့သိမကြိုက်ဘူးကိုင်းတို့ဆိုတဲ့ဟီရိုကသူတင်ဖို့ကိုင်းတာလေတန်နေနဲ့အချွန်နေအဲ့လိုတင်ဖို့ကိုင်းတာအဲ့လိုပုံစံလေးဖြစ်စေချင်တယ်ကျွန်တော်စကေးဝမ်းလေးကြည့်လိုက်အောင်စကေးဝမ်းမှာဆိုတော့မဆိုးဘူးလို့ပြောလို့ရတယ်ဒါမဲ့ 1P ဆိုတဲ့စီးမျိုးနဲ့ Qual လောက်တာဆိုတော့ဒီထက်ပိုပြီးတော့ကောင်းစေရတယ်တကယ်ထွက်လာလို့ရှိရင်ပြောပါတယ်ကျွန်တော်စကေးသူလေးကြည့်လိုက်အောင်နော်စကေးသူမှာဆိုငကားထွက်သွားတာတွေ့အနီရောငကားလေးဒါမှဒီထက်ပူမိုက်စေချင်တာကတော့တကယ်မှန်ပဲတကယ်ထွက်လာရင်တော့ဒီထက်ပူမိုက်မှာပါကျွန်တော်စကေး3ကြည့်လိုက်အောင်စကေး3မှာဆိုရင်တော့တိတ်ပြီးမမိုက်ဘူးလို့ပြောလို့ရတယ်ဒါမှ family အနေနဲ့သူ့အနေနဲ့ဆိုတော့လှပါတယ်ဆိုမဆိုခေကျွန်တော်တို့နောက်ဆုံးတက်ဖြစ်တဲ့ airy mate တွေကြည့်လိုက်အောင်ဘလို့ပုံစံလေးလာပဲမဆိုးပြောလို့ရတယ်နော်ကင်တို့အောက်ကကောင်စိုက်ကြည့်ရမိုက်တယ်လို့ပြောလို့ရတယ်တကယ်မိုက်တယ်အဲဒီသုံးပြီးနောက်ပိုင်းစကေးဝမ်းနည်းနည်းအဖက်လေးပူညားလာတယ်ပြောလို့ရတယ်ဆိုမိုက်ဒါမှငကားပထမဦးမဲဖောင်မှာတော့အတိုင်းပဲငကားတကောင်ကို3လုံးလုပ်ပြီးလိုက်တာဒါမှအဖက်လေးတော့နည်းပူများသွားတာပေါ့ဆိုပြောလို့ရတယ်နော်ကျွန်တော်ကတော့တကယ် 1P ဖန်မလို့လားတော့မသိဘူးကြိုက်တယ်ဘလူးပုံစံထွက်လာကြိုက်တယ်ဒါပေမဲ့ဒီထက်တော့နေပါပူပြီးကောင်းစေချင်တာပေါ့ဗျာဆိုပြောရစပီး3ပါလေစပီးဖက်ရပူပြီးတောက်သွားတာပေါ့နော်သူဆိုတော့ရောင်းရချက်သွေးရောင်းရမိုက်တယ်လို့ပြောရတယ်brother တို့ကဘလူးအမြင်ရှိတယ် brother တို့ကြိုက်တယ်မကြိုက်ဘူးလားဆိုတော့ comment ထဲမှာဝင်မှန်းပါလို့ရတယ်နော်ကျွန်တော်ကောက်လေး like subscribe လေးတွေနှိပ်ပေးကြအောင်တော့ဒီကျူဆောင်တဲ့ဂိုင်တွေပေါ်လာမှာငကားကြီးပဲကြိုက်တယ်အဲဒီနောက်ဆုံးအိမ်ပဲပြောင်းလိုက်တဲ့ငကားပုံစံကြီးပဲကြိုက်တယ်တကယ်ထွက်လာရင်တော့ channel skin 1 skin 2 skin 3တွေလည်းဒီထက် effect ပူလိုက်ရင်လာမှာဘူးပြောလို့မရဘူးကျွန်တော်တို့နောက် hero တကောင်ဖြစ်တဲ့ mobile legend တဲ့က Lancelot နဲ့ Shen နဲ့ Qual ကိုကြည့်လိုက်အောင်နော် animation ဘိုင်းမှာတော့မဆိုးဘူးလို့ပြောလို့ရတယ်တကယ်မိုက်တယ်ဒါမဲ့ Lancelot နဲ့ Qual တိတ်မကြိုက်ဘူးဖြစ်နေတယ် Shen လို hero မျိုးနဲ့ Lancelot လိုနှွေးသိမ်းအောင်လည်းမလိုက်ဘူးဖြစ်တယ်ဒါကျွန်တော်အမြင်ပါ brother တို့အမြင်ကိုလည်း comment ထဲမှာပြောခဲ့လို့ရတယ်ဘေးစီအတက်ကတော့နှင်းစီပတ်တွေကဘာလောက်တာလဲရှမ်းနဲ့လိုက်မှမလိုက်တာကျိုးရှမ်းကြီးကိုလွှဲလို့နေတော့ပြီဗျအမှန်တော့ family နေနေသိရမလားအာသာပြီးကြည့်ရအောင်ဗျဒီလောက်ပါမဆိုးပြောလို့ရစကီဝမ်းတိတ်တော့မကြိုက်ဘူးစကီဝမ်းတက်လိုက်လို့ရှိရင်အောင်းမပေါ်လာတာရဟဲပိုင်းရွက်ကဂျိုလီရောဂျာကြီးပေါ်လာမိုက်တယ်မဆိုးပြောရစကီဝမ်းကိုအလောက်ထိမကြိုက်ဘူးစ
ကေးသူကမိုက်တော့မိုက်တယ်ဒါပေမဲ့စကေး effect လေးသိအောင်နဲပါပူတောက်လေးထည့်ပေးလိုက်ပူပြီးမိုက်မှတယ်ကွန်ကွာဟာကီလိုင်းနေလေအဲ့လိုထည့်ပေးလိုက်တကယ်မိုက်မှတယ်ဒါကျွန်တော်အမြင်မှာအဲ့ဒီမိတ်ဆိုးပြောတာအဲ့ဒီမိတ်လည်းမိုက်တာပဲအဲ့ဒီမိတ်မှာရှမ်းဆိုပြီးပေါ်လာတာပဲရှေ့ထိတ်ကရဲဂျိုလီလိုကြရင်နဲ့မိုက်တယ်လမ်းစလုံးနဲ့ကွက်လက်လုံးရင်တော့လောက်ခဲ့တော့ရှိရင်တော့အဲ့လိုလမ်းလျှောက်တဲ့ပုံစံတွေပါပြင်ပြီးမှရရှမ်းတွေကတိတ်ပြီးမလိုက်ဘူးဖြစ်နေတယ်ဆိုးပြောရတာစကီးဖက်သူ့အနေနဲ့သူကတော့မိုက်တယ်မိမအဲ့ဒီမိတ်သုံးလိုက်လို့ချင်းရှမ်းပုံကြီးထွက်လာတယ်မဆိုးပြောရကျွန်တော်ကတော့အဲ့ 1P နဲ့ mobile legend နဲ့ collab လုပ်ခဲ့ဖြစ်တော့ရှိလို့ရှိရင်ကျွန်တော်တကောင်လုံးတော့ကျွန်တော်ကြောင်းယူမယ်ဆိုအစိမ်းနောက် hero တကောင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့အချစ်တော်ကြီးချောင်းနဲ့စန်ဂျီနဲ့ပေါ့နော် collab animation မှရတော့တကယ်မိုက်တယ်လို့ပြောရတယ်ယူဆောင်ကလမ်းစလောအခုချောင်းမိုက်တယ်လို့ပြောရတယ်ဖေးစစ်တဲ့ဆိုတော့လက်မတော့ဘူးခြေတော့ပဲဖန်မိတ်ပြီမှသူတတ်ရှိတယ်လို့ပြောလို့ရတယ်တော့စကီးဝမ်းကြည့်ပါမိုက်တော့မိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ငကိုချောင်းဟီးရိုးတည်းမှာဘာစကင်းမှမပါတဲ့ပုံစံနဲ့နည်းနည်းဆင်တယ်မိုက်တယ်ကျွန်တော်အဲ့ချောင်းရဲ့ပတ်ဆက်အဲ့အောက်ကအနီတန်းလေးပြေသွားလို့ချင်း6မှာတည်းမှာစံကြီးမီးအပြာရောင်လေးထသွားအဲ့လိုမျိုးလုပ်ပေးစေချင်တယ်အဲ့ဆိုပုံမိုက်တယ်တကယ်ထွက်လာလို့ချင်းအားဒီထက်ပုံမိုက်ပါစကေးတူကြီးရအောင်စကေးတူကလည်းမဆိုးဘူးပြောလို့ရတယ်မဆိုးပြောလို့ရတယ်စကေးဝမ်းတော့အေဒီမိတ်လေးချက်လောက်ကြည့်လိုက်အောင်နော်အေဒီမိတ်ကန်ဘယ်လိုပုံစံလေးထွက်လာမလဲဆိုတာဘလို့ကြီးလေတိတ်မမိုက်ဘူးနော်ချောင်းဆိုတာတော့ချောင်းဆိုတဲ့အတိုင်းပဲတိတ်မမိုက်ဘူးကျွန်တော်တိတ်မကြိုက်ဘူးဒီစကင်တော့တကယ်ပြောကျွန်တော်ကတော့အဲ့ရှေ့မှာယူဆောင်စကင်ကိုပိုကြိုက်တယ်ယူဆောင်ကင်တို့စကင်ကိုပိုကြိုက်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဘာလို့လဲဆိုတော့အခုကြည်ုံချောင်းကြီးကိုလည်းဘလို့ကြီးလှုပ်ရတာအရှင်ကြီးနဲ့လာတို့ရေအခုကျွန်တော်အတန်သွင်းနေချိန်အတွင်းမိုးကရွာပြီတီးခန့်ကြည့်ဝေးကြပါအောင်နော်မိုးတန်လေးကတော့နည်းနည်းချက်ဖြစ်နေမယ်တီးခန့်ကြည့်ဝေးကြပါကျွန်တော်ကယူဆောင်ကိုပိုကြိုက်တယ်လို့ပြောလို့ရတယ်ဘာလို့လဲအဲ့ကိုင်လိုငကားကြီးပြောင်းလဲတဲ့အချိန်မှာတကယ်မိုက်တယ်လို့ပြောလို့ရတယ်အဲ့ငကားပြောင်းလဲတဲ့အချိန်အဲဒီမိတ်တော့ပဲကြိုက်တယ်ဒါပေမဲ့မိုက်တာတော့တကယ်မိုက်တယ်ပြောလို့ရတယ်ကျွန်တော်တို့ဇိုရိုနိုအာဇိုရိုမားတဲ့နဲ့တိတ်မမိုက်ဘူးနော်အားလုံးနဲ့ကွာလာလုံးရင်ပူပြီးမိုက်တယ်ဘလို့ကြီးလဲwhat the fuck ကျွန်တော်အထက်တော့တိုက်တယ်စကင်နဲ့ဒီဇိုင်းကတော့တူနေတယ်ဘေးမှာတိုင်အိတ်တွေနဲ့လမ်းလျှောက်တဲ့ပုံစံဘေးစီးတာမဆိုးပြောလို့ရတယ်အမေခုတ်လိုက်တဲ့ချိန်ကွန်ကွာလာဟာဒီလိုင်းလေးထည့်ပြလိုက်ရင်ပုံမိုက်တယ်နေရောင်လေးနဲ့ပြဖက်ကကွာစတားလိုက်စကင်ဖက်ကြီးနဲ့တိုင်းတို့အဲ့မျိုးကြတော့မင်းဘလို့မှမမိုက်ဘူးကြည့်ကြည့်စကင်ဝါစတားလိုက်စကင်ဖက်ကြီးစကင်သူရောဘီဇီတက်ကောအဲ့ဒီမိဘလို့ပုံကလားမသိဘူး what the fuck ဒါကြတော့ဒီကောင်လေးဖြစ်တယ်လို့လုပ်ပေးတာလို့ပြောလို့ရတော့ဘယ်သွားရေးဘယ်စကင်ဟတဲ့ application ဟာပြီးလုပ်ပေးတာလဲဘာမှမျောလင်းရမရှိတော့ဘူးကွာအဲ့ဒီမိတ်ကလည်းမပြောစတားလိုက်စကင်ပဲမားတဲ့စတားလိုက်စကင်အဖန်စကင်ဖန်နဲ့ပုံစံကြတော့မိုးတဲ့ပုံစံကြတော့ဒီဇိုင်းကလာပါညာနေရသေးရမလားလမ်းလျှောက်တဲ့ပုံစံပါညာငါတို့အထောက်တိုက်တဲ့စကင်အဲ့အေးရီတွေကလမ်းလျှောက်တဲ့ပုံစံကြီးနဲ့ဘေးကတိုင်ရောကျိုး
ကြီးတို့ကတိတ်မမိုက်ဘူးနော်မိုက်တော့မိုက်တယ်ဆိုတော့အများကြီးမျောလဲလာတာကွာဘယ်လိုလုပ်ပြီးတာမသိဘူးအမတကယ်ထွက်လာရင်တော့ဒီထက်မိုက်မှာနော်ဒီကဖန်မေးဖြစ်တဲ့အတွက်သူတို့ဖြစ်တယ်လို့လုပ်လိုက်တာလည်းပါတယ်ဟုတ်နော်ကျွန်တော်တိတ်မကြိုက်ဘူးလို့ပြောရတယ်ကျွန်တော်အဲ့ကိုင်တို့ငကားကြီးပြောင်းလိုက်တဲ့အချိန်ပဲကြိုက်တယ်ပြောရကျွန်တော်ဗီဒီယိုလေးကဒီလောက်ပါမယ်နော်ကျွန်တော်နောက်စကင်အသစ်တွေဘယ်လိုပဲစကင်တွေထွက်လာမလဲဆိုတာကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်ဒီ channel လေးမှာ subscribe လုပ်ပြီးဖို့မမေ့ခဲ့ကြပါနဲ့နော်အားလုံးပဲ bye bye နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်